ကဲမေဆောက်ရောက်တော့လေဒီမှာဗာလဲပုတ်တက်စီစောင်းနေတာတက်စီကိုမလာမသိအဲ့ဒီကားလားဟုတ်ကားလားတက်စီစောင်းနေပါတယ်တက်စီဆော့ဝဲနဲ့ပဲခေါ်တာဟုတ်တက်စီကံဆော့ဝဲနဲ့ခေါ်တော့စောင်းနေရတယ်ပတ်ကားလာမလဲမသိဘူးဒီနေ့တော့စော်ပြီးမလားပြန်လိုက်ပြီးလဲမသိဘူးမလားမဟုတ်ဘူးဘယ်ကားလဲမသိဘူးဟုတ်သေးဘူးနော်ရောက်နေပြီလားကဲခုနကတော့ဒီတော့ cancel လုပ်လိုက်ပြီခုနတော့ဒီ bus stop လိုက်တာစောင်းနေတာပိုက်လဲစားပြီးဘာမှမစားသေးဘူးရှယ်ပဲအလွယ်လို့ဒီကတော့ကားပေါ်ရောက်ပြီးထားထိတ်သွားပြီလေဒီမှာဆရာကြီးလီဗီ